ရဲ့အကျိုးတူပူးပေါင်းလိမ်လည်တဲ့ကိစ္စဟာငွေလိမ်တာတွေမကပဲရာဇဝတ်မှုမျိုးစုံပတ်သက်နေတဲ့အတွက်ကမ္ဘာပလိတ်ကြီးအမေရိကန်ကကမ္ဘာတိနှိမ်နင်းဖို့ကြေညာလိုက်တာပါမြန်မာနေဆက်ကကြားဖြန့်ကိုနှိမ်နင်းတာမြန်မာစစ်တပ်နဲ့မဆိုင်ဘူးတော်လှန်ရေးနဲ့ဘာမှမပတ်သက်ဘူးလို့စောဒကတက်သူတွေကိုရှင်းပြပါမယ်တညဒီစစ်တက်ရဲ့အကြီးပိုင်းအတိုင်းဝိုင်းကနေပြီးတော့ပြောတာရှိတယ်ပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေကိုစိန်ခေါ်သလိုပြောတာရှိရနော်အဲ့ဒါဘာလဲဆိုတော့ဗမော်သာရောက်အောင်တိုက်နော်ဗမော်ရသွားရင်မြေကြီးနားမှာလက်ဆောင်ပေးမယ်ဆိုပြီးအဲ့လိုစိန်ခေါ်တာနော်မင်္ဂလာပါကျွန်တော်ဗမော်နောက်ဆုံးရအခြေအနေလေးအဘာတီးယာပြောရအောင်ပေါ့နော်ဒီနေ့မနက်4နာရီကနေစပြီးတော့တိုက်ပွဲတွေပြန်ပြီးတော့ဖြစ်ပွားနေတယ်ဖြစ်ပွားတော့မှတကယ်ကိုဒါပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့အနေအထားပေါ့နော်စစ်ကောင်စီဘက်ကနေပြီးတော့စားတင်တိုက်ခိုက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကလုံးဝအခုဆိုရင်ဝုံချင်းဆိုတဲ့ပုံစံအနေထားအဲ့လိုအနေထားမျိုးနဲ့ကိုပြန်ပြီးတော့တိုက်ပွဲဝင်နေရရှိတယ်တိုက်ပွဲဖြစ်ပွားနေရရှိတယ်စစ်ခွေးတွေဘက်ကစားတိုက်တယ်ဆိုပြီးတော့အခုသူတို့ဘက်ကပဲအတုံးယုံထိခိုက်တာတွေရှိတယ်အခုထိပေါ့နော်တချို့အလောင်းတွေဆိုရင်ပြန်ပြီးတော့မဆွဲနိုင်သေးတဲ့အနေအထားတွေဖြစ်နေတဲ့အခြေအနေပဲအဲ့ဒါကြီးကလည်းတကယ်အားရဖို့ကောင်းတယ်အခုဖြစ်နေတဲ့အနေအထားဆိုရင်ဒါဖားကန်လမ်းပိုင်းရောဒါဝေလုံဝေခါလမ်းပိုင်းရောဒါပြီးဗမော်မှာရောပေါ့နော်ဗမော်မှာရောပြောကြဝိုင်းမော်ဘက်မှာရောဒီလိုအနေအထားမျိုးနဲ့နေရာစုံမှာဒါတိုက်ပွဲဖြစ်ပွားနေတဲ့အနေအထားဖြစ်တယ်အဲ့တော့ဒါဗမော်မှာပေါ့နော်ဗမော်မှာဆိုရင်၄မိုင်၄ရင်လို့ခေါ်တဲ့ဒါကြောင့်ဆေးတက်ရှိတယ်ဆက်သွေးတက်ရှိတယ်ထောက်ပို့တက်ရှိတယ်ပြီးရင်စစ်မြေပြင်အင်ဂျင်နီယာတက်ရှိတယ်အဲ့ဘက်ချမ်းတွေမှာလည်းဒါတိုက်ပွဲတွေဖြစ်ပွားတယ်ပြီးတော့မန်စီဘက်အထွက်ခါလာ40ခွန်မှာလည်းတိုက်ပွဲတွေဖြစ်ပွားတယ်ပြီးတော့ဒါရုံပေါင်းစုံနေရာတွေပြီးရင်စက21အဓိကတော့စက21နေရာတွေမှာတိုက်ပွဲဖြစ်ပွားနေရမျိုးပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အနေအထားမျိုးတွေရှိလာတယ်ပေါ့နော်ပြီးတော့ဒါစစ်ကောင်စီဘက်ကလေရင်လဲလာတယ်လေရင်လာတာမှအခုနောက်ပိုင်းနဲ့သတိထားမိတာပေါ့နော်ဘုံမှာဒါတိုက်ပွဲတွေစပြီးတော့ဖြစ်လာပါပြီဆိုတဲ့အချိန်မှာဒါတမင်းလက်ကလူကြီးပိုင်းနေပေါ့နော်ဗိုလ်ချုပ်ပိုင်းနေနဲ့သူကအရန်ရင်းနှီးတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်သူကလေချောင်းပြစ်ကူနဲ့ပတ်သက်ရင်တော်တော်လေးကိုထိရောက်သူ့နေရာကိုလေချောင်းပြစ်ကူပေးတာပေါ့နော်အခုကျတော့အခုနောက်ပိုင်းမှာနည်းနည်းသတိထားမိတာကလေချောင်းပြစ်ကူနည်းနည်းညော့လာတယ်ဆိုပြီးတော့လည်းသိရဒါပေမဲ့ကျဲတော့ကျဲနေတော့မယ်ပေါ့နော်အခုနောက်ပိုင်းဘာတွေပို့သုံးလဲဆိုတော့ Y12 တွေပို့သုံးတယ် Y8 တွေပို့သုံးတယ်အခုဆိုရင်ဒါဗမော်ကတိုက်ပွဲတွေအတွက်ကိုတထဦးကနေပြီးတော့တက်တာရှိတယ်ပြီးရင်နံပါတ်ကနေတက်တာရှိတယ် K8 တွေရဝမ်းတာတီးရနဲ့တက်ပြီးတော့ပြစ်ကူပေးနေရတယ်ရှိတယ်ပေါ့နော်ဒါပေမဲ့အနီးကပ်တိုက်ပွဲတွေဖြစ်နေတာဖြစ်တဲ့အတွက်လေတက်ကနေပြီးတော့လေချောင်းပြစ်ကူပေးတဲ့အခါမှာအနောက်ပိုင်းကနေပဲပြစ်ကူပေးတဲ့ပုံစံမျိုးဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒါလေချောင်းပြစ်ကူကအရင်တက်စားရင်တော်တော်လေးသိသိသာယွန်နေလာဒါကလည်းထူးခြားချက်တစ်ခုပေါ့နော်ပြောရရင်တော့ဒီနေရာကိုသူတို့လက်လွတ်ဖို့များပြင်ထားသလားဒါလည်းမပြောတတ်ဘူးပေါ့နော်နောက်တစ်ခုကသူတို့ရဲ့ဒါလေချောင်းဒါကျဲနေရတဲ့အနေထားကနိုင်ငံရဲ့နေရာအနှံ့ပြဖြစ်နေတဲ့အခါမှာဒီနေရာကိုအရင်ကတည်းကပို့ပြီးတော့မပေးနိုင်တော့တဲ့အခြေအနေလားဆိုတာတော့ဒါကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်အခုလက်ရှိအနေထားကတော့အဲ့လိုပုံစံမျိုးဖြစ်နေတယ်ပြီးတော့ဗမော်ကတော့လုံးဝတစ်မျိုးလုံးကိုမြိုင်ဆိုင်ဒါလုံးဝတီးနေတဲ့အနေထားပေါ့နော်ဒါတိန်တော်ကြီးဝင်းလိုက်ဟိုတယ်ရုံးကြီးလုံးဝအခြေအနေကောင်းတယ်ပြီးရင် drone တွေလည်းရတယ် drone တွေက